โอเคအခုမေကွန်လေးကအသက်က49နှစ်ရှိလာပြီဝိတ်တက်လာလို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအသက်အရွယ်မှာကျွန်တော်တို့မျိုးသမီးတွေဝိတ်တက်လာတယ်ဆိုတာကဒါပုံမှန်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီ45နဲ့55ကြားဆိုတာကသွေးဆုံးကနီးအချိန်ပေါ့နော်။ဆိုတော့အဲ့ဒီအချိန်မှာဟော်မုန်းတွေပြောင်းလဲတွေဖြစ်တယ်။အဲ့ဒါကြောင့် weight ကပိုတက်လာတယ်။နောက်တစ်ခုကကျတော့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပေါ့နော်အသက်ကြီးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဇီဝဖြစ်စဉ်တွေကနှေးသွားတယ်။အဲ့တော့ဇီဝဖြစ်စဉ်တွေနှေးသွားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အဆီတွေစုလာပြီးတော့ပို့ပြီးတော့ဝလာတတ်တယ်။အဲ့တော့ဝလာကိုသတိထားမိတာကောင်းပါတယ်ဒါပေမဲ့ဒီဝလာထက်အဓိကကြောက်ရမှာကဒီဝပြီးသွားလို့ရှိရင်နောက်ဆက်တွဲဖြစ်လာမယ့်ယောဂါတွေပေါ့နော်သွေးတိုးယောဂါတွေစီချိုယောဂါတွေအဲ့ဒါတွေကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဒီတော့အဲ့ဒါတွေကိုကျွန်တော်တို့ရှိမရှိစစ်ဆေးဖို့အကြံပြုခြင်းနဲ့အဓိကတော့နံပါတ်1ကတော့သွေးပေါင်ချိန်ပေါ့နော်သွေးပေါင်ချိန်လေးကိုတစ်ပတ်တစ်ခါလောက်အနည်းဆုံးပုံမှန်ချိန်ကြည့်ရမယ်နောက်ပြီးတော့လို့ရှိရင်ဒီမနက်စောစောအိယာနိုးချင်းမှာလက်ထိပ်သွေးပေါက်ပြီးတော့မှစီချိုသွေးချိုတိုင်းကြည့်တာမျိုးတွေဒါမျိုးတွေလုပ်ကြည့်တဲ့နောက်တခြားကြောင့်ဝတာလားပေါ့နော်ဒီတခြားဆိုတာကဥမာဒီ level thyroid hormone နဲလို့ရှိရင်လည်းဝတာမျိုးရှိတယ်ဒါမှမဟုတ်ကိုတောက်နေတဲ့ဆေးကြောင့်ဝတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့အစားအသောက်ပေါ့နော်ကိုစားနေရဲ့စားအသောက်ကဒါဝစီတဲ့စားအသောက်တွေပို့ပြီးတော့များလာသလားစားမိနေသလားပေါ့နော်သတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီဝတာအတွက်ကိုတော့ချက်ချင်းနော်အသေးအတန်ဝိတ်ချဖို့မကြိုးစားပါနဲ့ဖြည်းဖြည်းချင်းစီတော့ချရမှာပေါ့နော်ဆိုတော့ဘယ်လောက်ဝလာလဲဆိုတာမပြောတဲ့အခါကျတော့ကျွန်တော်တို့ဘယ်နှပေါင်လောက်ထိချတင်လဲဆိုတော့အကြံပေးလို့မရဘူးဒါမဲ့အဓိကကိုစားတဲ့စီမှာအတက်နိုင်ဆုံးအချို short စားမယ်နောက်ပြီးတော့လို့ရှိရင် protein အသားဓာတ်များများပါတာလေးစားပြီးမယ်အသီးရွက်လေးတွေများများစားပြီးမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့လူတစ်ယောက်ဒီဝတဲ့ပိန်နေဆိုတာကိုတိုင်းတာတဲ့ BMI လို့ခေါ်တဲ့ခန္ဓာကိုယ်ထုတဲ့ညွန့်ကိန်းပေါ့နော်အဲ့ဒါလေးတွက်ကြည့်လို့ရတယ်ဒါပေမဲ့BMI ထက်စာရင်ကျွန်တော်ပြောချင်တာကတော့ဒီခါပတ်လေပေါ့နော်ဒီပေချိုးလေးနဲ့တိုင်းကြည့်မယ်အဲ့တော့တိုင်းကြည့်လိုက်လို့32အောက်ဆိုရင်တော့ကောင်းတယ်အကယ်၍32နဲ့35ကြားဆိုလို့ရှိရင်လည်းဒါနည်းနည်းဝရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့35ထက်ကျော်နေတယ်ဆိုရင်တော့ဒါမကောင်းဆိုလိုတာကဘိုက်မှာအဆီတွေအများကြီးစုနေပြီပေါ့နော်အဲ့တော့ဒါဆိုရင်တော့ဒါကျမကြီးနဲ့မညီညွတ်ဘူးလို့သိတယ်ဒါဆိုလို့ရှိရင်တော့ weight ချဖို့စူးစမ်းတဲ့အဲ့တော့ weight ချမယ်ဆိုတဲ့စီမှာလည်းနော်လေ့ကျင့်ခန်းလုပ်ပါကျွန်တော်တို့ထက်ကပြောနေလေ့ကျင့်ခန်းလုပ်ပါဆိုလဲဒါလေ့ကျင့်ခန်းဆိုတာနဲ့ကိုစိတ်ကဖိစီးသွားပြီလေ့ကျင့်ခန်းကြီးလုပ်အောင်မယ်ဆိုပြီးဖြစ်သွားတယ်အဲ့တော့တက်နိုင်ဆုံးတော့တစ်ရက်ကိုအနည်းဆုံး45မိနစ်လောက်လမ်းလျှောက်တဲ့အချိန်လေးယူပါဥမာဈေးထဲမှာ45မိနစ်လောက်အနည်းဆုံးပတ်ပြီးတော့နော်ရှောက်သွားနေတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်ရှားမှုလေးလုပ်မယ်နောက်တစ်ခုကကျတော့ဖြစ်နိုင်မယ်ဆိုတော့လေ့ကျင့်ခန်းတွေလောက်တာမျိုးလည်းကောင်းတော့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအစားအသောက်ခုနပြောတဲ့စားသောက်လေးတွေဆင်ကျင်မယ်weight ကျတဲ့ဆေးတွေကတော့ဒါ personally ပေါ့နော်တယောက်ချင်းစီသူ့ရဲ့နောက်ခံကျန်းမာရေးအကြောင်းရင်းတွေဒီကိုလေးချိန်အခြေအနေတွေအဲ့ဒါတွေပေါ်မူတည်ပြီးတော့ပေးရမှာဆိုတော့ဆေးတွေတော့ကျွန်တော်မညွှန်းတော့ဘူးဆိုတော့အဓိကတော့အသက်အရွယ်ကြောင့်ပဲသူကသူလို weight တက်လာတာလားဒါမှမဟုတ်ယောဂအခန့်တစ်ခုခုရှိတာလားယောဂတစ်ခုဖြစ်ချင်နေရလားပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့စစ်ဆေးကြည့်တဲ့ medical check up ပေါ့နော်ဒါအသက်50ကျော်လာပြီဆိုလို့ရှိရင်တော့လူတိုင်းဒါသွေးတိုးတွေစီးချိုတွေဆိုတာကဒါဖြစ်နိုင်ရင်များလာပြီဆိုတော့စစ်ကြည့်တဲ့နေပေါ့နော်ဆိုတော့အဲ့ဒါလေးလုပ်ပြီးတော့ကိုလေးချိန်ကိုတက်နိုင်ဆုံးထိန်းဖို့ပေါ့နော်ကိုလေးချိန်ထိန်းဆိုတဲ့စီမှာအဓိကခုနအစီစိတ်နေမစားဘူးချိုတွေတက်နိုင်ဆုံးလျှော့မယ်နောက်တစ်ခုကကျတော့ညဘက်အိတ်ခါနီးမှာပေါ့နော်ညအိတ်ခါနီးမှာ late night ပေါ့နော်ည10နာရီ17နာရီ17နာရီမှာဗိုက်စားလို့ဆိုပြီးထစားတာမျိုးအဲ့လိုမျိုးမလုပ်ဖို့လိုတယ်ဘာလို့လဲဆိုတော့အဲ့လိုညဘက်တွေမှာထစားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဝလွယ်တယ်ပိန်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ကိုလက်ရှိကိုလေးချိန်ကိုယ့်ရဲ့ကိုယ်ရံမောင်းနဲ့ရှင်းသိရှိတတ်တဲ့လေးချိန်ရှိလားအရင်များနေပြီဆိုလို့ရှိရင်ကိုယ်စားတောင်းနေတိုင်းမှာဘာတွေစားမိနေလဲပေါ့နော်အဲ့ဒါလေးတွေတော့အသေးစိတ်ပြန်ပြီးတော့စဉ်းစားပြီးတော့မှသုံးသပ်ဖို့လိုပါလိမ့်မယ်ဆိုတော့ကျေးဇူးတင်ပါတယ်